မျိုးဗီဒီယိုလောက်တတ်ခြင်းဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်တို့ကပ်ပဲရရင် new video ကိုနှိပ်မယ်ပြီးရင် library ကိုနှိပ်မယ်ပြီးရင်ဒီမှာအနောက်ရောင် background ကိုရွေးမယ်ပြီးရင် art ကိုနှိပ်မယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာစာရေးဖို့ဒီအောက်က touch ကိုနှိပ်မယ်ပြီးရင် art touch ကိုနှိပ်မယ်ဒီ art touch မှာစာရေးမယ်စာရေးပြီးဒီ font ကိုနှိပ်မယ်ဒီမှာကိုကြားတဲ့ font ရွေးပါကျွန်တော်ဒီ font ကိုရွေးလိုက်မယ်ပြီးအမှန်ချုပ်နှိပ်မယ် okay ပြီးရင်ကျွန်တော်တို့ဒီစာလုံးကိုဒါလက်နဲ့ဆွဲပြီးတေးလိုက်မယ်ဒီလိုမျိုးတေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောက်က touch layer ရဲ့အစမှာ keyframe တစ်ချက်ထောင်းမယ်ဒီအလယ်နားလောက်မှာ keyframe တစ်ချက်ထောင်းမယ်ဒီဒုတိယ keyframe နေရာမှာစာလုံးကိုဒါမျိုးလေးလက်နဲ့ဆွဲချလိုက်မယ်โอเคဒီလောက်ဆိုရင်ရပါပြီโอเคပြီးရင်ကျွန်တော်တို့ဗီဒီယိုကိုပြန် play ကြည့်မယ်โอเคပြီးရင်ဒီအနောက်က ending ကိုဆက်လက်ပြီးတော့မတလီနဲ့ဖြတ်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီဗီဒီယိုကို export ထုတ်လိုက်ပါโอเคပြီးရင်ကျွန်တော်တို့ဒီ new video ကိုနှိပ်မယ်ဒီမှာခဏကကျွန်တော်တို့ export ထုတ်လိုက်တဲ့ဗီဒီယိုကိုရွေးမယ်ပြီးရင် add ကိုနှိပ်မယ်โอเคပြီးရင်ကျွန်တော်တို့ဗီဒီယိုကို play ကြည့်မယ်โอเคကျွန်တော်တို့ဗီဒီယိုကိုရပ်မယ်စာလုံးက100ကနေဒါကြီးလာတဲ့နေရာမှာဗီဒီယိုကိုရပ်မယ်ပြီးဒီအောက်က edit ကိုနှိပ်မယ်ပြီးဒီမှာ split ကိုနှိပ်မယ် split ကိုနှိပ်လိုက်ရင်ဒါဗီဒီယိုကနှစ်ပိုင်းကွဲသွားတယ်ပေါ့နော်โอเคဒါဆိုရင်ဒါအနောက်ကဗီဒီယိုကို auto select ပေးပြီးသားဖြစ်တယ်ပြီးရင်ဒီအောက်က2ဘားတန်းလေးကိုဒါညာဘက်ဆွဲမယ်โอเคဒီမှာ mask ကိုနှိပ်မယ်ဒီမှာ mirror ကိုနှိပ်မယ်โอเคပြီးလို့ရှိရင်ဒီအဝါရောင် line ကိုကျွန်တော်တို့တက်ထောင်လိုက်မယ်ဒါမျိုးလေးတက်ထောင်လိုက်မယ်-90 လောက်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီ filter လေးကိုနည်းနည်းတင်လိုက်မယ်ဒီမြားလေးကိုဒါညာဘက်နည်းဆွဲလိုက်မယ်โอเคဒါဆို filter တင်ပြီးပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ဒီအဝါရောင် line ကိုဒါဘယ်ဘက်တော့ဆောင်ပို့မယ်โอเคပြီးရင်ကျွန်တော်တို့ဒီမှာ keyframe တစ်ချက်ထောင်းမယ်ပြီးရင်ဒီ timeline indicator ကိုကျွန်တော်တို့ဒီဗီဒီယိုနောက်ဆုံးပို့မယ်ဒီနောက်နားလေးမှာပေါ့နော်ဒီနောက်နားလေးမှာကျွန်တော်တို့ keyframe တစ်ချက်ထောင်းမယ်ဒီဒုတိယ keyframe နေရာမှာကျွန်တော်တို့ဒီအဝါရောင် line ကိုဒါညာဘက်ကိုဆွဲပြလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီမြားလေးနဲ့ထွက်လိုက်ပါโอเคပြီးရင်ကျွန်တော်တို့ဒီအမှန်ချုပ်နှိပ်မယ်โอเคပြီးရင်ကျွန်တော်တို့ဗီဒီယိုကို play ကြည့်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီအနောက်က ending ကိုဆက်လက်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအပေါင်းလေးကိုနှိပ်ပါဒီမှာကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုတစ်ပုဒ်ထည့်မယ်ပြီးရင် add ကိုနှိပ်မယ်โอเคဒီဗီဒီယိုက downline ဖြစ်နေတယ်ပေါ့နော်โอเคကျွန်တော်တို့အလျားလိုက်ဖြစ်ချင်နေဆိုရင်ဒီဗီဒီယိုကိုဒါမျိုးလေးလက်နဲ့ဆွဲချလိုက်ပါโอเคဒါမျိုးလေးလက်နဲ့ဆွဲချလိုက်ပါမကိုလိုတလို့ညှိပေါ့နော်โอเคပြီးရင်ကျွန်တော်တို့လွတ်တဲ့နေရာကိုထောက်လိုက်လို့ရှိရင်ဒါဆက်လက်ပေးရတာတွေကပျောက်ကုန်တယ်ပေါ့နော်โอเคဒီမှာကျွန်တော်တို့အတစ်ထည့်ထားတဲ့ဗီဒီယိုရဲ့ရှေ့မှာဒါ transition ထည့်တဲ့နေရာရှိတယ်ကျွန်တော်တို့ဒီ transition ကိုနှိပ်လိုက်မယ်ကျွန်တော်တို့ဒီမှာ diagonally tone ကိုရွေးမယ်ပြီးအမှန်ချုပ်ကိုနှိပ်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဗီဒီယိုကိုပြန် play ကြည့်မယ်